ဂျပန်ရဲ့တာဝေးပစ်ဒုံးကြီးနဲ့တရုတ်ရဲ့ဒေါသစစ်ဝါဒတဲ့ပြန်လာပြီလားဂျပန်နိုင်ငံဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းသူတို့ရဲ့ငြိမ်းချမ်းရေးအခြေခံဥပဒေကိုစွန့်လွတ်ပြီးစစ်အင်အားတိုးချဲ့မှုကိုအရှိန်အဟုန်နဲ့လှုပ်ဆောင်လာနေပြီလားမကြသေးခင်ကမှဂျပန်ဟာသူတို့ရဲ့ပထမဆုံးတာဝေးပစ်ဒုံးကျည်တွေကိုဖျက်ကျက်လိုက်ကြောင်းကြေညာခဲ့ပါတယ်ဒီခြေလမ်းဟာအိန္ဒိချင်းတရုတ်နိုင်ငံကိုအကြီးအကျယ်ဒေါသထွက်စေခဲ့ပြီးဒေသတွင်းတင်းမာမှုတွေဟာထိတ်ဆုံးကိုရောက်ရှိလာခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဂျပန်ရဲ့တိုက်တွဲဒုံးကျည်တဲ့အကြောင်းနဲ့ဒါဟာဘာကြောင့်တရုတ်ကိုချင်းချောက်မှုဖြစ်နေရတယ်လဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါဂျပန်ရဲ့ခြေလမ်းတဲ့တိုက်တွဲဒုံးကျည်မတ်လ31ရက်နေ့မှာဂျပန်ကာကွယ်ရေးဝန်ကြီးကတမိုင်းဝင်ကြေညာချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါကတော့ဂျပန်နိုင်ငံရဲ့ပထမဆုံးတာဝေးပစ်ဒုံးကျည်တွေကိုကူမာမိုတိုဒေသကန်ကိုစစ်စခန်းမှာစတင်ဖြန့်ကျက်လိုက်ပြီးဆိုတာပါပဲ။ဒီဒုံးကျည်တွေဟာမီဆူဘီရှီကထုတ်လုပ်တဲ့တိုက်တွဲတမောဖြတ်ဒုံးကျည်တွေကိုအဆင့်ပြည့်နေထားတာဖြစ်ပါတယ်။အရင်ကကီလိုမီတာ200တာပြန်တန်းနိုင်တဲ့ဒီဒုံးကျည်ဟာအခုဆိုရင်ကီလိုမီတာ1620မိုင်အထိခီးပေါက်အောင်ပြန်တန်းသွားနိုင်ပါပြီ။ဒါဟာကိန်းကနန်းတိုးလာတာတွေမကပဲဂျပန်ပိုင်နက်ထဲကနေတရုတ်နိုင်ငံရဲ့ကမ်းရိုးတန်းဒေသတွေအထိဓာတ်ရိုက်ပြစ်မှတ်ထားနိုင်တဲ့အစွမ်းရှိသွားတာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုဒီခြေလမ်းကိုတရုတ်နိုင်ငံကချက်ချင်းဆိုသလိုတုံ့ပြန်ခဲ့ပါတယ်တရုတ်ပြောရေးဆိုခွင့်ရအမျိုးသမီးမော်နင်းကဂျပန်ရဲ့လုပ်ရဟာကိုခုခံကာကွယ်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာစစ်အင်အားကိုအကန့်အသတ်မရှိတိုးချဲ့နေတာလို့ဆွဆွဲလိုက်ပါတယ်သူမကဒီတာဝေးပြစ်ဒုံးကျည်တွေဟာခုခံရေးမူဝါဒထက်အများကြီးကျော်လွန်နေပြီးဒုတိယကမ္ဘာစစ်အပြီးနိုင်ငံတကာသဘောတူညီချက်တွေဖြစ်တဲ့ကိုင်ရိုကြေညာချက်နဲ့ပေါ့စတန်ကြေညာချက်စာတမ်းတွေကိုပါချိုးဖောက်နေတာဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။တရုတ်ရဲ့အမြင်မှာတော့ဒါဟာဂျပန်မှာလက်ရစွန်းအမျိုးသားရေးဝါဒီတွေအားကောင်းလာပြီးနယ်ချဲ့ဝါဒစီပြန်လည်ဥတည်နေတဲ့တတိပဲဖြစ်တယ်လို့မြင်နေတာဖြစ်ပါတယ်။ထိုင်ဝမ်အရေးနဲ့တင်းမာတဲ့ဆန်ရေးတရုတ်နဲ့ဂျပန်ကြားတင်းမာမှုဟာဒီဒုံးကျည်တွေကြောင့်တင်မဟုတ်ပါဘူးပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကဂျပန်ဝန်ကြီးချုပ်စနအဲတာကာအီချီပြောခဲ့တဲ့စကားတစ်ခွန်းကမီးလောင်ရာလေပင်ဖြစ်ခဲ့ပါတယ်သူမကတကယ်လို့တရုတ်ကထိုင်ဝမ်ကိုစစ်ပြုမယ်ဆိုရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူညီဖို့တပ်တွေစစ်လို့မယ်လို့အတီလင်းပြောခဲ့တာပါဒါဟာတရုတ်နိုင်ငံအတွက်တော့သူတို့ရဲ့ပြည်တွင်းရေးကိုဂျပန်ကလက်နက်အားကိုးနဲ့ဝင်ရောက်ဆက်ဖက်တာလို့ယူဆပြီးကုန်သွယ်ရေးနဲ့တရမန်ရေးအရာဖိအားပေးမှုတွေနဲ့တုံ့ပြန်ခဲ့ပါတယ်အခုဒုံးကျည်ဖျက်ချက်မှုကအဲ့ဒီတင်းမာမှုတွေကိုပိုပြီးအရှိန်မြင့်လိုက်သလိုဖြစ်နေပါတယ်ဒေတာရင်းအင်အားချိန်ခွင်လျာပြောင်းလဲမှုဂျပန်ဟာဘာကြောင့်အခုလိုဒုံးကျည်အင်အားကိုမြင့်တင်နေရတာလဲကျွမ်းကျင်သူတွေကတော့ဒါဟာတရုတ်ရဲ့ကြီးထွားလာတဲ့ရည်တက်အင်အားနဲ့မြောက်ကိုရီးယားရဲ့ဒုံးကျည်ချောင်းမှုတွေကိုတံပြန်ဖို့တံပြန်တိုက်ခိုက်နိုင်စွမ်းကိုတိစောက်နေတာလို့ဆိုပါတယ်ဒါပေမဲ့ဒီလောက်ရဟာဒေတာအတွင်းမှာလက်နက်ပြိုင်ပွဲတစ်ခုကိုဖြစ်လာစေနိုင်ပါတယ်တရုတ်ကလည်းဂျပန်ရဲ့စစ်ဝါဒတစ်ဟာငြိမ်းချမ်းရေးအတွက်ကြီးမားတဲ့ချင်းချောက်မှုဖြစ်တယ်လို့ဆိုကနိုင်ငံတကာကိုနိုးနိုးကြကြစောင့်ကြည့်ဖို့တိုက်တွန်းနေပါတယ်ဂျပန်ရဲ့ဒီခြေလမ်းဟာကိုကာဝယ်ဖို့အတွက်လိုအပ်တဲ့ပြင်ဆင်မှုလားဒါမှမဟုတ်တရုတ်ဆွဲတယ်လို့မျိုးစစ်ဝါဒအစ်စ်ကိုပြန်လဲဆွဲကန်လိုက်တာလားတင်တို့ကဘယ်လိုထင်ပါသလဲဂျပန်ရဲ့တာဝေးပစ်ဒုံးကျည်တွေကအာရှဒေသကိုပိုပြီးလုံခြုံစေမလားဒါမှမဟုတ်စစ်ပွဲတစ်ခုစီကိုပိုနီးကပ်သွားစေမလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာ